ငယ်ချေတို့စမှုစာလောက်စားကြမယ်နော်ပဲဒီဘေဘာရဲ့အာလူရဲ့ချစ်တော်နီရဲ့ကိုအိမ်မှာရှိတာလေးနဲ့ထည့်လောက်စားလို့ရတာပေါ့နော်နောက်ပြီးတော့သူကြော်လိုက်မယ်မဆလာလေးကိုထည့်ပေါ့ကိုကြိုက်လို့ရှိရကိုထည့်လို့ရတယ်မကြိုက်ထည့်လို့ရတယ်အဲ့ဒီအရွယ်ကကျတော့တက်တော့ကဝယ်တာပေါ့နော်ထိုင်းနိုင်ငံမှာကျတော့တက်တော့မှာကျတော့သူ1060ပဲဗမာပြည်မှာကျတော့ကိုဘာတော့ကိုလှုပ်ယူလို့ရတာပေါ့ပဲထိုင်းနိုင်ငံကျမှာဆိုထိုင်းထဲမှာကျတော့ကိုကစေးသေးစားရွယ်သူတို့ထုတ်ထားတဲ့ဟာဆိုတော့ ready made ဆိုတော့ကိုကလောက်စားရွယ်စားချတဲ့ချိန်ကိုကထားလောက်စားလိုက်တယ်ရှိတာလေးနဲ့ပြီးသွားကြပါအောင်တငယ်ချေတို့စားလို့ရတယ်